ကောင်းပါတယ်အယောင်လေးကမေးသွားတာပဲရှိတယ်ပေါ့နော်ကစ်တာဆိုလို့ရှိရင်တော့မြောင်းမြောင်းမွေးငါလေးကကျက်သွားပါပြီစားဖို့အဆင်သင့်ဖြစ်သွားပါပြီရှင်ကဲကတော့ကျမတို့စားဖို့အတွက်ပြင်ဆင်ပါတော့မယ်ရှင်ရာသီဥတုကအရန်ပူတဲ့ခါကျတော့ခြံထဲမှာထွက်စားလိုက်ပါတယ်ကြော်နီးလေးတွေကတော့ကျွန်မနောက်မှ link လေးပြန်ထည့်ပေးတာပါမယ်အရင်တော့ကြော်ထားတဲ့ link လေးကိုကျွန်မပြန်ထည့်ပေးမယ်ပေါ့နော်ကြော်လေးတွေရဲ့နောက်ကျွန်တော်တို့ကြက်သွန်ဖြူစီချက်ရဲ့နောက်ဟင်းရည်လေးကလည်းအရန်ရတာရှိပါတယ်မြောင်မြောင်မုံဟင်းငါကကျွန်တော်တို့ပဲသီးလေးပါမယ်ပြီးတော့နန်နန်ပင်ပါမယ်ပဲပင်ပေါက်ပါမယ်ပူစီနံလေးလည်းထည့်စားရတယ်ပေါ့နော်မွေးပြီးတော့အရန်ကိုမှစားလို့ကောင်းပါတယ်အရန်လည်းရတာရှိပါတယ်ဟင်းရည်လေးကလည်းလေချိုးပြီးတော့အရန်စားလို့ကောင်းတာပါပဲရှင်အယူပါလား